တို့နိုင်ငံတန်ဖိုးတွေကြောက်ရရနာရခုဗရမ ्या ရရနာနိုင်ငံတော်သံဃာမာနာကဆရာတော်တစ်ပါးရဲ့တိုင်းသံဃာနာကဆရာတော်ဘုရားရဲ့တစ်ပါးရဲ့ဗမေစီရီရဲ့ရောက်ဖအကြီးအင်းရွှေတို့ရဲ့ဟိုဘက်ကိုသွားပါဟိုဘက်ဆိုတာမြဝတီတို့ဘာလို့အဲ့ဒီဘက်ပေါ့ဆရာအဲ့အိမ်မှာအနေကစားတင်တဲ့အိမ်ကနေပြီးတော့သူ့အိမ်ဝင်းပြောပြတာအဲ့ဒီအိမ်ဝင်းကနေသမင်းစားတဲ့နေရာကိုကားနဲ့ပို့ပေးရတယ်အေးကြီးဘယ်လောက်ကြီးလဲဆိုရင်ရွှေကြီးမှာဓာတ်ပုံရှိတယ်ပြောလို့ရတဲ့ဘောကသူများချမ်းသာတာကိုပြောချင်တာမဟုတ်ဆရာတော်ပြောတယ်ငါးရာပါရင်ဘုန်းတော်ကြီးတို့ရှင်များတို့ပြောအဲ့ဒီအိမ်ထဲမှာရှိတဲ့ပစ္စည်းသူတို့ဆရာတော်တွေကိုဆွန့်ကလိုက်တဲ့ပကံကချင်းမင်းဆက်တို့တန်မင်းဆက်တို့အဲ့ဒီပကံတစ်ချက်ဒီနေ့တန်ဖို့ဖြတ်လို့မရဘူးအဲ့ဒီဘယင်တွေစားခဲ့တဲ့ပကံဒါနဲ့ပဲဆရာတော်ဘုရားတွေကိုအဲ့ဒီဒီကစားတင်မဲ့ဇီဒီရှိမှဆရာတော်ဘုရားတို့သတင်းသုံးပါကြောက်စိမ့်တစ်ခုချဘာမီးမှမလို့လက်ရှိရှိတို့ရင်တို့နိုင်ငံဘာမီးမှမလို့အဲ့ဒီကြောက်စိမ့်ဆိုတာအလုံးအယောင်ထွက်ခဲ့ပါဗရမ ्या ကတော့အယောင်ထွက်ကြောက်စိမ့်တန်ဖို့ဘယ်လောက်ကြီးလဲဆိုအဲ့ဒီကြောက်စိမ့်ကြီးဘုန်းကြီးတွေကိုမိထုံးပေးတယ်လို့မိမိတ်လာရတဲ့မောင်ခင်ရွှေအဲ့ဒီဘုန်းကြီးတွေဆွန်ဝိုင်းဟင်းနေပါတဲ့အပေါ်အဲ့ဒီကြောက်စိမ့်တစ်ခုနဲ့လင်းလက်ရှိတာပေါ့လက်ရှိတာလင်းတာပြောတာလက်ရှိတာဒါပေမဲ့ကြောက်တရားရွှေအယောင်ကြောက်မောင်ဆိုတော့မောင်ထဲမှာကြောက်ကလင်းတယ်ဆိုတော့သဘာဝကြတယ်တို့မှော်ထဲမှာတရားသွားဟောတဲ့အခါမှာတထေးလေးအိမ်တိမ်မှာတရားတဲပါတယ်တထေးအိမ်ထဲမှာအဲ့ဒီကချင်ပြည်နယ်မှာတရားဟောတဲ့အဲ့တထေးလေးအိမ်မှာတရားတဲတယ်တရုတ်ဆိုတော့ဗမာတရုတ်လေးပါဘာသာသာသနာကြီးညိုပါတယ်အဲ့ဒီကောင်ကစိတ်မချမ်းသာအဲ့ဒါစိတ်မချမ်းသာတော့မြမကြောက်စိမ့်ဘယ်လောက်ကောင်းလဲဆိုတော့ကြောက်စိမ့်တစ်ခုအောင်မြင်သွားပြီးတော့နိုင်ငံသားကိုရောင်းတရုတ်ကပတ်စံလိုက်ယူကြီးတဲ့ပတ်စံများတော့ယူရိုတန်းနေချီနေဘယ်လောက်ပဲပြောအမောက်တော့မပြောတော့တန်း20လည်းပြက်ကောင်ဖြစ်တယ်အဲ့ဒီကောင်ကချင်ပြည်နယ်မှာဆိုသူ့နာမည်ပြောတယ်သိတယ်သူအများဆုံးပေါက်တန်းချီယူရိုတန်းချီတရုတ်ပြည်လိုက်ယူတရုတ်ပြည်ကိုအဲ့ဒီကောင်တွေကပတ်စံလိုက်ယူတယ်ပမာတို့တယ်ငဲပါတယ်သူစိတ်ဆင်းရဲသွားပြီးတော့သူပြန်လာသူ့တတ်လိုက်တာလည်းမဟုတ်ဘူးရိုက်လိုက်တာလည်းမဟုတ်ဘူးသူကဗမာရုပ်ကလေးဖြစ်ချင်းအောင်တရုတ်စကားနားမလည်ဘူးလို့ထင်ထားတာဟိုကတရုတ်ချင်းပြောလိုက်တာဘာပြောလိုက်လို့ဆိုတော့အဲ့ဒီပေးမဲ့သူ့ကိုခြေမဲ့ပတ်စံခေါ်လာတဲ့အခိုင်းအစီကောင်ရမယ်မဟုတ်ဘူးပေးလိုက်ပြီအဲ့ဒီကြောက်ဘလောက်တန်လဲစဉ်းစားသူဒေါ်မြကြီးကတထိတ်မိပြုံးကအလုတ်သမားနင်အဲ့ဒီအတွက်နင်ပတ်စံတွေမဟုတ်ဘူးရမယ်အဲ့ဒီမဟုတ်ဘူးတွေကပေးလိုက်ပြီဟိုတည်းကပတ်စံအဲ့ကြောက်ဘလောက်တန်လဲဥပဒေကိုစဉ်းစားဗမာပြည်ရဲ့အဲ့လိုမျိုးတန်ဖို့ကြောက်တံပရမ ्या ဆိုတာပြောတာဘလောက်တန်လဲဆိုတာမပြောနဲ့တော့မဟုတ်ဘူးလောက်ပဲရှိဆိုတော့မဆိုတန်းနဲ့9တန်းရမယ်ဆိုရင်အဲ့ဒီ9တန်းအဲ့ဟိုမှာတန်းပေါင်း9000လောက်တန်းနေမယ်သူပြောချင်တာတို့နိုင်ငံတန်ဖိုးတွေကြောက်ရရနာရခုဗရမ ्या ရရနာဒီရေရအင်တိမ်မှာတော့တွေ့ရပါတယ်ဥဝင်းစော်လည်းပါပါတယ်ဥဝင်းစော်မီးပိတ်လိုက်စမ်းတယ်သူအဲ့ဒီအမတွေရဲ့ဗရမ ्या လေးတွေဗရမ ्या လက်ဆွဲလေးဖျားစင်ကိုတူထားတာသူတို့ဖျားကိုခဏတူထားမတုံးရင်သူမဝတ်တန်ဖိုးကြည်လုံးအကြည့်ဥဝင်းစော်မီးပိတ်လိုက်စမ်းအဲ့ဒီအပေါ်ဓာကြီးထပ်တော့တင်းတယ်ကိုလေးတွေ့အဲ့ဒီဗရမ ्या ဘရက်ကလေးကိုဖျားပေါ်တင်တာဖျားစမ်းမှာစက်ကူဖြူလေးမှာတင်တာဥဝင်းစော်မီးပိတ်လိုက်ပြသူတို့ပစ္စည်းဘယ်လောက်ကောင်းလဲဆိုမီးတွေပိတ်လိုက်တာငါတို့လမ်းလျှောက်လို့ရတယ်တို့မျက်နှာတွေပုံမြင်နေရဒါဖြင့်အဲ့ဒီတန်ဖိုးဘယ်လောက်ရှိမလဲလို့ပြေးလိုက်ကြောက်မြတ်နာသမားဒီစကားကြမ်းသိလိုက်သူတို့ကြောက်လုံးလို့ဘာမှမဟုတ်ဘဲနဲ့နေတယ်သူတို့ပစ္စည်းကဘယ်လောက်တန်လို့တန်မှမသိအဲ့ဒီအမတွေဆရာတော်တရင်တော့ဒီတဲမဲ့ပေါ်ရမှာဆရာတော်ဘဝင်းစောပိတ်လိုက်ဆိုပြီးပိတ်လိုက်ချောဗျာဒီတလုံးကဂရေးချီနေပြေးပေါ့အဲ့ကြောက်14လုံးက15လုံးဘုရားခင်ကြီးလည်းမိထုံးစရာမလိုဘူးအပေါ်ဓာကြီးလည်းမိထုံးစရာကိုတွေ့ခဲ့ဒါဖြင့်ဗရမ ्या သည်အမောင်ကိုဖျောက်တယ်ဒါပြောချင်တာကြောက်သည်အမောင်ကိုဖျောက်တယ်လောက်ရန်တော့ပြီစက္ကဝတိနောစัจ jew ဝရိမင်းဤဒါဟိုဘက်ကဒေးရတောသူမစัจ စက္ကဝတိနောစัจ jew ဝရိမိဘုံကံကြီးမှာစัจ jew ဝရိမင်းပြာဤမဏိယရဏံဗရမ ्या ယရဏသည်အန္တကရံဝိဓမတိအမိုက်မောင်ကိုပယ်ပြောက်ဤဟုတ်တယ်လားအမိုက်မောင်ပယ်ပြောက်တယ်လေပြီးသွားပြီ
အမိုင်းမောင်ပြောတဲ့အာလောကံတတ်သေးဒီအလင်းရောင်ကိုပေးပါ၏ဣဒံမိပိဋိသံဘောဇင်ကယရဏံလာပြီဟောလာပြီဗျအဲ့ဒီပိဋိသံဘောဇင်ကလည်းလာဗရမ ्या နဲ့တူတယ်တဲ့ဧကန္နာကုသလတ္တာကိလေသန္တကာရံဝိဓမတိပြီးသွားပြီဒီပိဋိလေးကဘာလဲမှောင်းနေတဲ့အဝိဇ္ဇာတွေကြောင့်မလီငါမှဖြစ်ရလေချင်းဆိုတဲ့အဲ့ဒီ